ပြည်တင်လေးတက်ကလေရင်မှုစာဗစ်တာဂေါ့တက်ဟာစကော့တလန်မှာလေရင်ပြန်တန်းနေရင်လည်းမုန်တိုင်းတစ်ခုတည်းကိုရောက်သွားပါတယ်။မုန်တိုင်းကနေရုံထွက်လိုက်တဲ့အခါမှာပျက်စီးနေတဲ့လေရင်ကွင်းဟောင်းတစ်ခုဟာရုတ်တရက်အသစ်ဆက်ဆက်ပြုပြင်ထားတဲ့ပုံစံမျိုးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲဒီမှာအဝါရောင်လေရင်တွေနဲ့အပြာရောင်ဝတ်စုံဝတ်ထားတဲ့စက်ပြင်ဆရာတွေမြင်ခဲ့ရပါတယ်။ထူးဆန်းတာကအဲ့ဒီအချိန်ကာလမှာတော့ဗြိတိန်လေတပ်မှာရှိတဲ့လေရင်တွေကအငွေရောင်ဖြစ်ပြီးတော့ဒီဝန်ထမ်းတွေရဲ့ဝတ်စုံတွေကအညိုရောင်ဖြစ်ပါတယ်။နောက်ပိုင်း1939ခုနှစ်၄နှစ်အကြာရောက်တော့မှပဲလေတပ်ကလေရင်တွေကိုအဝါရောင်ပြောင်းပြီးတော့ဝတ်စုံတွေကတော့အပြာရောင်ပြောင်းနေတာမို့လို့စာဗစ်တာဂေါ့တက်ဟာအနာဂတ်ကိုကြိုမြင်ခဲ့တဲ့သူလို့ယူဆခဲ့ကြတာဖြစ်ပါတယ်။ဒီတော့ဒီလေရင်မှုရဲ့အကြောင်းကိုနည်းငယ်ပြောပြသွားပါမယ်။စာဗစ်တာဂေါ့တက်ဆိုတာဟာသူ့ရဲ့နာမည်အပြည့်စုံကတော့ Robert Victor Goddard ဖြစ်ပါတယ်။1898ခုနှစ်မှာမွေးဖွားခဲ့တာပါ။သူဟာတာမန်လေရင်မှုတယောက်မဟုတ်ဘဲနဲ့ဗြိတိန်တော်ဝင်ရဲ့လေတပ်ကအဆင့်မြင့်အရာရှိကြီးတူပါ Royal Air Force RAF ကအဆင့်မြင့်အရာရှိတူဖြစ်ပါတယ်။သူဟာလေတပ်ဗိုလ်ချုပ်ကြီးအဆင့်အထိရှိပါတယ် Air Marshal ပေါ့နော်။အဲ့ဒီအထိတာဝန်ထမ်းဆောင်ခဲ့တဲ့သူပါ။ဒုတိယကမ္ဘာစစ်ပွဲအတွင်းမှာတော့အရေးပါတဲ့စစ်စင်ရေးတွေမှာပါဝင်ခဲ့ပြီးတော့နယူးဇီလန်နိုင်ငံရဲ့လေတပ်ဦးစီးချုပ်အဖြစ်တောင်မှတာဝန်ယူခဲ့မှုတယ်လို့သိရပါတယ်။သူရဲ့စွမ်းဆောင်ရည်တွေကြောင့်ဗြိတိန်ဘုရင်မကြီးစီကနေစာပွဲကိုအနှင်းငင်းခံခဲ့ရတာဖြစ်ပါတယ်။ Goddard ဟာ1935ခုနှစ်က time slip ဖြစ်ရတဲ့တစ်ခုတည်းမကဘဲနဲ့တခြားသောလျှို့ဝှက်စမ်းကြတဲ့ဖြစ်ရတွေကြုံခဲ့ရဘူးတဲ့သူဖြစ်နေတယ်သူကနာမည်ကြီးပါတယ်။ဒီတစ်ခါတော့သူကလေကြရမယ့်အခြေအနေကနေထူးဆန်းတဲ့နမိတ်တစ်ခုကြောင့်လည်းလွတ်မြောက်ခဲ့ပါတယ်။အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ The Night My Number Came Up ဆိုတဲ့ရုပ်ရှင်လေးတွေ့ရှိခဲ့ပါတယ်။အဲ့ရုပ်ရှင်က1955ခုနှစ်မှာပါ။နောက်ပိုင်းသူကအသက်ကြီးလာတဲ့အခါမှာအငြိမ်းစားယူပြီးတဲ့နောက်မှာ UFO လို့အမည်ရှိတဲ့ဒီအမျိုးမြင်မသိတဲ့ပြန်တန်းတဲ့စနစ်တွေကိုစနစ်တကျစူးစမ်းလေ့လာခဲ့ပြီးတော့အဲ့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးဟောပြောပွဲတွေလည်းပြုလုပ်ခဲ့တဲ့သူဖြစ်ပါတယ်။သူရဲ့ကိုရီးဖြစ်ရတွေကိုအခြေခံပြီးတော့လည်းစာအုပ်တွေရေးသားခဲ့ပါတယ် Flight Toward Reality 1975ဒီစာအုပ်ကတော့ခုနအပေါ်မှာပြောခဲ့တဲ့ time slip ဖြစ်ရက်ကိုအသေးစိတ်အကျဆုံးရေးထားတဲ့စာအုပ်ပါနောက်တစ်ခုကတော့ Skies to Dunkirk 1982သူရဲ့စစ်မှုထမ်းဘဝအတွေ့အကြုံတွေကိုရေးသားခဲ့တာဖြစ်ပါတယ်စာဗစ်တာဂေါ့တက်ဟာသိပ္ပံပညာရှင်မဟုတ်ဘဲနဲ့သူရဲ့စစ်ဘက်ဆိုင်ရာတိကျမှုတွေကြောင့်သူပြောတဲ့အချက်အလက်တွေကိုသူတည်တည်တွေကလည်းတမိုးထားကြပါတယ်သူဟာ1989ခုနှစ်အသက်60မှာကွယ်လွန်ခဲ့ပါပြီ။သူရဲ့ဘဝဇာတ်ကြောင်းကိုကြည့်ရင်တော့သူဟာစနေတကြားရှိတဲ့စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ပြီးတော့လျှို့ဝှက်စံပြမှုကိုစူးစမ်းနေသူဆိုတဲ့စန့်ကျင်မဲ့ဝိသေသနှစ်ခုအပိုင်းဆိုင်ထားတဲ့သူလို့ပြောလို့ရပါတယ်။ဒီတော့ပထမဦးဆုံးတော့သူဖြစ်ခဲ့တဲ့ဒီ time slip ဖြစ်ရကလေးနဲ့ပတ်သက်ပြီးတော့ပြောပြပါမယ်။ဒီဖြစ်သွားခဲ့တာကစကော့တလန်နိုင်ငံ Edinburgh မြို့အနီးက Durham လေရင်ကွင်းပေါ့နော် Durham Airfield မှာဖြစ်ပါတယ်။အဲ့ဒီတုန်းက1935ခုနှစ်ကာလဖြစ်တယ်။အဲ့ဒီမှာလေရင်ကွင်းဟာပထမကမ္ဘာစစ်ခရေကဆွတ်မြစ်ထားတာဖြစ်တဲ့အတွက်ဒီလေရင်ပြေးလမ်းတွေမှာလည်းမြက်ပင်တွေပေါက်တယ်ပြီးတော့တန်ချန်စီယိုတွေလည်းပြက်စီးပြီးတော့နွားစကြက်တောင်မှဖြစ်နေပြီပေါ့နော်။လေရင်ကွင်းကလေရင်ကွင်းပုံစံမဟုတ်တော့ဘူး။နွားစကြက်တစ်ခုဖြစ်နေပြီ။အဲ့ဒီအချိန်တုန်းက Goddard ကသူ့ရဲ့တယောက်တည်းဒီလေ့ကျင့်ရေးလုပ်နေတာပေါ့လေရင်နဲ့လေ့ကျင့်ရေးလုပ်နေတဲ့အချိန်မှာသူ့ရဲ့ဒီ biplane တောင်ပန်နှစ်ထပ်လေရင်နဲ့သူကပြန်တန်းနေခဲ့တာအဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့တိမ်တိုင်တစ်ခုတည်းကိုသူရောက်သွားတယ်အဲ့ဒီတိမ်တိုင်ကပုံမှန်မီးခိုးရောင်မဟုတ်ဘဲနဲ့ရွှေဝါရောင် golden yellow ဖြစ်နေပြီးတော့လေရင်ကထိန်းချုပ်လို့မရဘဲနဲ့မြေပြင်စီကိုထိုးဆိုင်သွားခဲ့ပါတယ်မြေပြင်နဲ့မတိုင်မိခင်စက္ကန့်ပိုင်းအလိုမှာပဲရုတ်တရက်အလင်းရောင်တွေပွင့်ထွက်လာပြီးတော့သူကလေရင်ကွင်းဟောင်းကြီးပေါ်ကိုရောက်နေတာကိုတွေ့လိုက်ရပါတယ်ခုနနွားစကြက်ကြီးဖြစ်နေတဲ့လေရင်ကွင်းပေါ်ကိုသူရောက်နေတာပေါ့နော်အဲ့ဒီမှာသူမြင်လိုက်ရတဲ့အချက်၃ချက်ရှိတယ်အဲ့ဒီအချက်၃ချက်ကဒီသူတို့လက်ရှိ1935ခုနှစ်ရဲ့လက်ရှိနဲ့လုံးဝအောင်ဆန့်ကျင်နေတယ်ဒီလေရင်ကွင်းအဟောင်းကြီးကသူမြင်လိုက်တဲ့အချိန်မှာအသစ်ဆက်ပြန်ပြီးတော့ပြင်ထားသလိုဖြစ်နေပြီးတော့ဟန်ကာပေါ့နော်ဒီအမိုးတွေပေါ်မှာအသစ်ဆက်ဆေးတွေတုပ်ထားတာကိုလည်းသူတွေ့ရတယ်ပြီးတော့အဲ့ဒီမှာလေဝတ်စုံအပြာရောင်နေနဲ့ဒီလေရင်တွေကိုပြင်ဆင်နေတဲ့သူတွေပေါ့အဲ့ဒီလူတွေကိုလည်းသူတွေ့ရတယ်အဲ့အပြာရောင်ဝတ်စုံတွေဝတ်ပြီးတော့တွေ့ရတယ်အဲ့ဒီမှာသူကအံ့ဩသွားတယ်ဘာလို့လဲဆိုတော့1935ခုနှစ်တုန်းကဗြိတိန်လေတပ်ဆက်ပြင်တဲ့သူတွေကအညိုရောင်ဝတ်စုံတွေပဲဝတ်ကြတာပါအပြာရောင်ပြောင်းလဲဝတ်ဆင်ခဲ့တာက1939ခုနှစ်ကျမှပဲပြောင်းလဲခဲ့တာပါပြီးတော့အဲ့ဒီလေရင်ကွင်းမှာရပ်ထားတဲ့လေရင်က၄စီးရှိတယ်တဲ့၃စီးက biplane တွေဖြစ်ပြီးတော့ biplane ဆိုတာအခုတူမောင်းလာတဲ့နှစ်ထပ်
တောင်ပန်ပါတဲ့လေယာဉ်တွေဖြစ်ပြီးတော့နောက်တစ်စီးကတော့အဲ့ဒီအချိန်တုန်းကတစ်ခါမှမမြင်ဘူးတဲ့တစ်ခါမှမရှိသေးခဲ့တဲ့ monoplane ပေါ့တောင်ပန်တစ်ထက်လေယာဉ်အမျိုးအစားတွေကဖြစ်နေတယ်အဲ့ဒီလေယာဉ်တွေကိုအဝါရောင်ဆေးတွေတုပ်ထားတာမြင်ခဲ့ရတယ်တဲ့တကယ်တော့သူတို့ခေတ်တုန်းကလေတက်ကလေယာဉ်တွေကငွေရောင်ပဲဖြစ်ပါတယ်လေ့ကျင့်ရေးလေယာဉ်တွေကိုအဝါရောင်ဆေးတုပ်တာကြတော့1939ခုနှစ်မှာပဲတုပ်ခဲ့တာဖြစ်ပါတယ်သူကဒီမြင်ကွင်းကိုစက္ကန့်ပိုင်းလောက်ပဲမြင်တာပါသူဒီရွှေဝါရောင်တင်တိုက်ကမုံတိုင်းထဲမှာလင်းရုံမနဲ့ထိန်းချုပ်ပြီးတော့လင်းရုံထိုးဆိုင်တဲ့အလင်းရောင်ပွင့်နဲ့အရန်ထူးဆန်းတဲ့လင်းရုံကွင်းကိုမြင်လိုက်ရတယ်အဲ့မြင်လိုက်ရပြီးတော့ဖြတ်ခနဲမြင်လိုက်တဲ့အချိန်ကခဏလေးပဲကြာတယ်အောက်ကစက်ပြင်ဆရာတွေကတော့မှသူ့ကိုမော့ပြီးတော့ကြည့်နေတာကိုလည်းသူမြင်ခဲ့ရတယ်လို့ပြောတယ်သူကအဲ့လင်းရုံကွင်းကိုအရန်အော်ပြီးကြည့်နေရင်းနဲ့ပဲတိမ်ထူထူတဲ့ကိုပြန်ဝင်သွားပြီးတော့ခဏလေးကြာတဲ့အချိန်မှာမိုးတွေသဲထန်စွာရွာနေပြီးတော့သူပထမကြုံတွေ့ခဲ့ရတဲ့အရန်ပြင်းထန်နေတဲ့မုံတိုင်းရာသီဥတုတွေကိုပဲပြန်ရောက်သွားခဲ့တာပေါ့လေဒီတော့သူကလေရင်ခွင်းထဲကိုမစင်းခဲ့ရဘူးလေရင်ရဲ့ပတင်းပေါက်ကနေပြီးတော့လှမ်းမြင်လိုက်ရတယ်လို့မျိုးပေါ့အနာဂတ်မြင်ကွင်းရောဖြတ်ခနဲသူမြင်လိုက်ရတာပေါ့ဆိုတော့ဒါ time travel လို့ပြောလို့မရတော့ဘူးဒါ time slip အချိန်ကာလတစ်ခုတည်းကိုခဏတာကြုံဝင်သွားတယ်လို့သတ်မှတ်ကြပါတယ်သူကသူ့ရဲ့လေရင်ခွင်းကိုပြန်ရောက်တဲ့အချိန်မှာဒီအကြောင်းကိုခြားသူတွေကိုပြခဲ့ပေမဲ့ဘယ်သူမှမယုံခဲ့ဘူးဒါပေမဲ့1939ခုနှစ်ရောက်တဲ့အခါမှာအဲ့ဒီလေရင်ခွင်းကြီးကသူမြင်ခဲ့တဲ့အတိုင်းပဲအတိအကျပြန်လဲဖွင့်လှစ်ခဲ့ပြီးတော့ဝတ်စုံတွေရောလေရင်အယောင်တွေရောအားလုံးသူမြင်ခဲ့တဲ့အတိုင်းသူပြောခဲ့တဲ့အတိုင်းဖြစ်လာခဲ့တာကိုတွေ့ရပါတယ်သူကတယောက်တည်းစီးရတဲ့လေ့ကျင့်ရေးပေါ့နော်အဲ့ဒီလေ့ကျင့်ရေးလုပ်ခဲ့တာဖြစ်တယ်မောင်းနေရတာဖြစ်တဲ့အတွက်ဒီထူးဆန်းတဲ့မြင်ကွင်းကိုလည်းသူတယောက်တည်းပဲမြင်ခဲ့ရတာပေါ့အဲ့တော့ဘယ်သူမှသူပြောတာမယုံကြဘူးပေါ့နော်ဒါမဲ့လေဒီ Goddard ဟာသူ့ရဲ့ personality ကိုကြည့်ရင်သူကစိတ်ကူးရင်တဲ့တာမန်လူတရားမဟုတ်ဘူး British လေတပ်မှာအဆင့်မြင့်ယာတူးကြီးတဲ့သူဖြစ်နေတယ်ပြီးတော့စစ်တပ်အရာရှိတယောက်အနေနဲ့ဒီလိုအကြောင်းအရာမျိုးလိညာပြောဆိုဖို့အကြောင်းမရှိဘူးဆိုပြီးတော့လူတွေကယူဆခဲ့ကြတယ်ပြီးတော့သူပြောခဲ့တဲ့အချက်လက်တွေသူမြင်ခဲ့တဲ့အချက်လက်တွေကနောက်ထပ်၄နှစ်အကြာမှာတကယ်ဖြစ်လာခဲ့တာဆိုတဲ့အခါမှာလဲလူတွေအကုန်လုံးကနည်းနည်းတော့သူ့ရဲ့ပြောဆိုချက်တွေအပေါ်ယုံကြည်လာခဲ့ကြတယ်ပေါ့နော်Savita Goddard ဟာဒီအကြောင်းကိုနှစ်ပေါင်းများစွာလျှို့ဝှက်ထားခဲ့တယ်။သူပြောတာကိုမယုံတဲ့နောက်မှာသူကဘယ်သူမှထပ်မပြောတော့ဘူး။သူလျှို့ဝှက်ထားခဲ့ပြီးတော့1985ခုနှစ်ကျတော့မှသူရေးခဲ့တဲ့ Flight Toward Reality ဆိုတဲ့စာအုပ်မှာထည့်သွင်းရေးသားခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်ဖြစ်ရတစ်ခုလည်းသူကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့1946ခုနှစ် January လမှာ Goddard ဟာရှန်ဟိုင်းမှာရှိတဲ့ဗြိတိန်တန်ယုံကပါတီပွဲတစ်ခုကိုတက်ရောက်ခဲ့တာပါအဲ့ဒီမှာကရေတပ်ကွန်မန်ဒါတူဖြစ်တဲ့ကွန်မန်ဒါဒီဝင်းဆိုတဲ့လူကနေပြီးတော့ Goddard နာကိုလာခဲ့တယ်ပြီးတော့သူမှတ်ခဲ့တဲ့အိမ်မက်ကိုဒီဝင်းကပြောပြတယ်သူ့ရဲ့အိမ်မက်ထဲမှာဘာဖြစ်လဲဆိုတော့ Goddard မောင်းနေတဲ့လေယာဉ်ရတဲ့တောင်ထူတက်နေတဲ့ဂျပန်ကမ်းခြေတစ်ခုမှာနင်းမုန်တိုင်းမိပြီးတော့ပြတ်ကျသွားတယ်လို့သူအိမ်မက်တယ်ပေါ့နော်ဒီလေရင်ပေါ်မှာ Goddard အပါအဝင်အမျိုးသားရှိဦးနဲ့မျိုးသမီးတူပါတယ်ပြီးတော့လေရင်ပြတ်ပုံကလည်းဒီမြေပြင်ကိုဘိုင်းနဲ့လေရင်ဘိုင်းနဲ့ပုတ်တိုက်ပြီးဆင်းသက်ခဲ့ရတာဖြစ်တဲ့အတွက်လူတွေကမီးလောင်နေတဲ့ရှင်တွေကနေပြီးတော့အသက်ဘေးကလွတ်အောင်ရုံထွက်နေခဲ့ရတယ်ဆိုတဲ့အိမ်မက်ကိုသူမှတ်ခဲ့ပါတယ်ဆိုပြီးတော့သူကပြောပြတယ်နောက်တစ်နေ့မှာပဲ Goddard ဟာရှန်ဟိုင်းကနေပြီးတော့တိုကျိုပြန်တမ်းမှုအမိန့်ရခဲ့တယ်လေရင်ပေါ်မှာလိုက်ပါမယ်ခရီးသည်စင်းကိုသူကြည့်လိုက်တဲ့ချိန်မှာတော့သူအရန်ကိုလန့်သွားတယ်။ဘာလို့လဲဆိုတော့လေရင်ပေါ်မှာသူအပေါင်းဝင်စုစုပေါင်းအမျိုးသား၈ဦးနဲ့အမျိုးသမီး၁ဦးခရီးသည်နဲ့လေရင်အဖွဲ့သားအားလုံးပေါ့နော်စုစုပေါင်းအတိအကျဖြစ်နေတယ်ခုနကပြောခဲ့တဲ့အိမ်မက်တိုင်းဖြစ်နေတယ်။အဲ့ဒီချိန်မှာပဲဗြိတိန်နိုင်ငံရေးသမားကြီး Lord Halifax ကလည်းအဲ့ဒီလေရင်နဲ့လိုက်ဖို့အစီအစဉ်ရှိပေမဲ့နောက်ဆုံးမိနစ်ရောက်တော့မှသူလည်းကိစ္စတွေရှိတယ်အကြောင်းမျိုးတွေရှိကြသူမလိုက်ဖြစ်တော့ဘဲနဲ့သူ့နေရာမှာခြားသူတယောက်ကိုအစားထိုးခဲ့တယ်ပေါ့လေ။အဲ့ဒီလေရင်ဟာဂျပန်နိုင်ငံနားကိုရောက်တဲ့အချိန်မှာပဲခုနကသူကြားခဲ့ရတဲ့အိမ်မက်တွေကအတိုင်းပဲရှားသူဥရုဟာဆိုးရလာတယ်။ရေဒီယိုစနစ်တွေကလုံးမလို့တော့ဘူး။လေရင်ကနှိမ့်မုန်တိုင်းထဲမှာလမ်းပြသွားတယ်။စီကုံကန်ဒီရလည်းဖြစ်နေတဲ့အချိန်ဖြစ်တဲ့အတွက်တိမ်နေကြတဲ့ကနေပြီးတော့ကမ်းခြေတစ်ခုကို Goddard ကလှမ်းမြင်လိုက်ရတယ်။အဲ့ဒီကမ်းခြေကဒီဝင်းပြောပြခဲ့တဲ့အိမ်မက်တွေကမြင်ဝင်တဲ့တစ်ထက်သေးတူနေတာကိုသူချက်ချင်းပဲသတိထားလိုက်မိပါတယ်။ Goddard ဟာလေရင်ကိုအတင်းကိုဆင်းသက်ခဲ့ရတယ်လို့ဆိုရဲလေရင်ကကြောက်ဆောင်နေကြတဲ့မှာဘိုင်းနဲ့ပုတ်ပြီးတော့ပြတ်ကြပြီမယ်ကံကောင်းထောက်မှစွာနဲ့ပဲလူအားလုံးအသက်ရှင်ခဲ့ပါတယ်ဒီဖြစ်ရမှာထူးခြားတာက Goddard ဟာအိမ်မက်အကြောင်းကြိုသိထားတာဖြစ်တဲ့အတွက်ပြတ်ကြကန်ဒီမှာစိတ်ကိုတည်ငြိမ်အောင်နဲ့ထားနိုင်ခဲ့တယ်ငါတို့အသက်ရှင်မယ်ဆိုတာငါသိတယ်ဆိုပြီးတော့သူကိုယ်တိုင်ပဲပြောခဲ့တာပါ Goddard ပြတ်ကြခဲ့တဲ့လေရင်အမျိုးအစားဟာDakota C47 အမျိုးအစားဖြစ်ပြီးတော့စစ်ဘက်သေးပို့ဆောင်ရေးမှာတုံးခဲ့တဲ့ခြင်းဖြစ်ပါတယ်။ဒီဖြစ်ရပ်ကို Goddard က1952ခုနှစ်မှာ The Saturday Evening Post Magazine မှာဆောင်းပါးရေးသားခဲ့ပြီးတဲ့နောက်မှာလူတွေကလည်းသိလာခဲ့ပြီးတော့ပို့ပြီးတော့စိတ်ဝင်စားလာခဲ့တယ်။ဒီလိုနဲ့ပဲ1955ခုနှစ်မှာ The Nightman Number Came Up ဆိုတဲ့နာမည်နဲ့ရုပ်ရှင်ထွက်ရှိခဲ့ပြီးတော့ Michael Redgrave က Savita Goddard အဖြစ်တရုပ်ဆောင်ခဲ့ပါတယ်။
ဒီဇလန်ဟာကံကြမ္မာကိုကြိုတင်သိရှိနိုင်သလားဆိုတဲ့မေးခွန်းကိုလူတွေကြားမှာအကြီးအကျယ်ဆွေးနွေးခဲ့စရာဖြစ်ခဲ့ပါတယ်။ Goddard ဟာစိတ်ကူးရင်သမားမဟုတ်သလိုနာမည်ကြီးချင်လို့ပုံပြောနေတယ်ဆိုလည်းမဟုတ်ပါဘူး။သူဟာတိကျသေးချာမှုရှိရမယ်လေတက်ဗိုလ်ချုပ်ကြီးတူပါ။သူကိုယ်တိုင်လည်းဒီဖြစ်ရပ်တွေကိုချက်ချင်းထုတ်မပြောဘဲနဲ့နှစ်ပေါင်းများစွာစောင့်ကြည့်ခဲ့ပါတယ်။1935မှာမြင်ခဲ့တဲ့အနာဂတ်ဟာ1939မှာတကယ်ဖြစ်လာတော့မှဒါဟာအမြင်မှားတာမဟုတ်ဘူးဆိုတာကိုသူအတည်ပြုနိုင်ခဲ့တာပါ။သူ့ရဲ့ဖြစ်ရပ်ထဲကနေပြီးတော့သင်ယူနိုင်ခဲ့တဲ့အချက်တွေကအချိန်ဆိုတာလျှို့ဝှက်ချက်တစ်ခုပါ။ကျမတို့သိထားတဲ့အတိတ်ပြစ္ဆုတ်ပံအနာဂတ်ဆိုတာဟာမြင်မြောင်တစ်ခုလိုတန်းစီနေတာမဟုတ်ဘဲနဲ့တစ်ခုနဲ့တစ်ခုထပ်နေနိုင်တယ်ဒါမှမဟုတ်တချို့သောအခြေအနေတွေမှာလမ်းကြောင်းချင်းစုံသွားနိုင်တယ်ဆိုတာပါပဲနောက်တစ်ခုကတော့ intuition အလိုလိုသိစိတ်ပါ Lord Halifax ရဲ့ဖြစ်ရပ်မှာဒီဝင်းရဲ့အိမ်မက်ကပေးတဲ့သတိပေးချက်ကို Goddard ကအလေးထားခဲ့တယ်လို့ပဲကျမတို့ရဲ့အလိုလိုသိတဲ့စိတ်ဒါမှမဟုတ်ရင်ထူးခြားတဲ့နမိတ်တွေကတစ်ခါတလေမှအသက်ကယ်နိုင်တဲ့လမ်းပြမြေပုံတွေဖြစ်လာနိုင်ပါတယ်နောက်တစ်ခုကတော့သိပ္ပံပညာအရာအားလုံးကိုမရှင်းပြနိုင်သေးပေမဲ့မရှင်းပြနိုင်တာမဟုတ်ဘူးလို့ညင်းပယ်လို့မရဘူးဆိုတဲ့ဟာကို Goddard ရဲ့ဘဝကသက်သေပြခဲ့ပါတယ်သူရဲ့စာအုပ်ဖြစ်တဲ့ Flight Toward Reality ထဲမှာသူပြောချင်တဲ့အဓိကသတင်းစကားကတော့ကျမတို့မြင်နေရတဲ့လက်တွေ့ကမ္ဘာကြီးရဲ့အပြင်ဘက်မှာနောက်ထပ်အရှိတရား reality တွေအများကြီးရှိနေသေးတယ်ဆိုတာပါပဲ။ဒါကြောင့်နားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်။ကောင်းသောညလေးဖြစ်ပါစေ။